ရှိရပေါ့နော် issue တွေကတော့ဘာလို့လဲဆိုတော့ညီမလေးက internship အနေနဲ့ hospital workflow တစ်ခုလုံး observation လုပ်တဲ့အခါမှာဒီ workflow တွေကိုစစပိုင်းမှာနားမလည်ရမျိုးရှိခဲ့တယ်ဒါဆိုရင်အမအနေနဲ့ရောအလုပ်လုပ်တဲ့နေရာမှာအခက်အခဲရှိတာအောင်ဆုံးအမအနေနဲ့ကကျတော့ဒီစိတ်ယုံမှာဝင်ခဲ့ရတဲ့အတွက်ကကြတော့အခက်ခဲရတော့ရှိရပါတော့ဘယ်လိုလဲဆိုတော့ဆက်စချင်းဒီစိတ်ယုံရဲ့ system နဲ့documentation system တွေကိုနားမလည်တော့ခါကျတော့အဲ့ဒီ workflow ကိုနားလည်အောင်လို့အမဘက်ကနေပြီးတော့ဒီသင်ယူရတယ်ဒီ senior တွေကလည်းတေချာပြောပြရတယ်ဒီနောက်ပိုင်းမှာကျတော့ဒီ workflow ကိုလည်းတေချာနားလည်ပြီးတော့ဒီ senior တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ခွင့်လည်းရခဲ့ရပေါ့နော်ညီမလေးမှလည်းဒီအမလိုပဲပေါ့နော်ဒီလိုမျိုးပြဿနာတွေရှိခဲ့မယ်လို့ထင်တယ်ဒီလိုမျိုးပြဿနာတွေဖြစ်တဲ့အချိန်မှာဘယ်လိုမျိုး handle လုပ်ခဲ့လဲဆိုတာလေးကိုလည်းအမတို့တစ်ချက်လောက်ပြောပြပေးပါဟုတ်ဖြစ်ရပေါ့နော် issue တွေကတော့ဘာလို့လဲဆိုတော့ညီမလေးက internship အနေနဲ့ hospital workflow တစ်ခုလုံး observation လုပ်တဲ့အခါမှာဒီ workflow တွေကိုစစပိုင်းမှာနားမလည်ရမျိုးရှိခဲ့တယ်ပြီးတော့ဒီ medical term တွေပေါ့နော်ဒီ hospital အတွင်းမှာတုံးတဲ့ဟာမျိုးကြီးဆိုလို့ရှိရင်လည်းကိုကမသိခဲ့ဘူးပေါ့နော်အဲ့တော့နောက်ပိုင်းမှာဒီလို note တွေ line မှတ်တဲ့တဖြည်းဖြည်းနဲ့ဒါရင်းနှီးအောင်လို့ဟိုပေါ့နော် note တွေရေးလိုက်တေချာ observation ဒီ supervisor အနေနဲ့ကလည်းညီမလေးကိုဒီခြားခြားလက်တွေ့ရောဒီစာတွေ့ရောပါတေချာလေးပြပေးတဲ့အတွက်ကြောင့်နောက်ပိုင်းမှာတော့ confidence ရလာခဲ့ပါတယ်မှာဟုတ်ကဲဒါဆိုလို့ရှိရင်ညီမလေးအနေနဲ့ internship မှာအမှတ်ရဆုံးကဘာဖြစ်မလဲပေါ့နော်အဲ့ဒါလေးအမသိချင်တယ်internship တလအတွင်းမှာလုံးဝ observation လုပ်ခဲ့ရတဲ့ type တွေပုံစံများလည်းမတူဘူးပေါ့နော်ပြီးတော့ hospital အတွင်းမှာရှိရဲ့ဒီ staff တွေရောပြီးတော့ဒီ supervisor အနေနဲ့ကလည်းညီမလေးကိုအမျိုးမျိုးပေါ့နော်ဒီ observation တွေဒီ activity တွေပါဝင်ပြီးရ training တွေအများကြီးလုပ်တဲ့အခါမှာteam work skill တိုးလာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုသိလိုက်ရတာကညီမလေးတို့အရင်က hospital ဆိုလို့ရှိရင်ဒီ treatment ဘိုင်းကိုပဲပြင်းနေကြတယ်လीเนาะဒါပေမဲ့ဒီ hospital အတွင်းမှာ department အတွင်းမှာရှိရဲ့ဒီ department တစ်ခုချင်းစီကဒီ patient care အတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုညီမလေးသိခွင့်ရခဲ့ပါတယ်အဲ့ဒါတော့အမှတ်တရဖြစ်အဲ့ဆိုရင်အမအနေနဲ့ရောဒီ internship အတွင်းမှာဘယ်လို skill တွေတိုးတက်လာတယ်လို့ကိုမြင်လဲအမရဒီ internship ပြီးတော့ခါကြတော့ဒီစေယုံရဲ့ workflow တွေကိုတေချာနားလည်ခဲ့ပြီးတော့ဒီ communication skill နဲ့ problem solving skill ပေါ့နော်အဲ့ skill နှစ်ခုတိုးတက်လာတယ်လို့ထင်တယ်နောက်ပြီးတော့ခါကြတော့ကောက်ကိုလည်းပို့ပြီးတော့ဒီယုံကြည်မှုရှိလာတယ်ပြီးတော့ဒီလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ experience တွေအများကြီးပဲရရှိခဲ့တဲ့အတွက်အရန်လေးပြောရပါတယ်